Trump ရဲ့ညစာစားပွဲမှာဝင်ပစ်တဲ့ကိုအလန်ဆိုတာဘာတူလဲဟုတ်ကဲ့မင်္ဂလာပါသမ္မတဒေါ်နယ်ထရန့်တက်ရောက်ခဲ့တဲ့အိမ်ဖြူတော်သတင်းတောင်များအသင်းညစာစားပွဲ White House Correspondent တင်တာမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်အဲ့ဒီပြစ်ခတ်မှုမှာဖမ်းဆီးရမိခဲ့တဲ့တန်တရားရှိသူကတော့အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ကကိုတော်မတ်အလန်လို့သိရပါတယ်အဲ့ဒီဖမ်းဆီးရမိခဲ့တဲ့သူဟာလော့အန်ဂျလိစ်မှာနေထိုင်သူဖြစ်ပြီးတော့ကက်တက်တက္ကသိုလ်ဆင်းသူဖြစ်ပြီးအချိန်ပိုင်းဆရာတယောက်အနေနဲ့လည်းလှုပ်လုတ်ကိုင်နေသူဖြစ်ပါတယ်အဲ့ဒါအပြင်ဂိမ်းရေးဆွဲတဲ့ Game Developer တယောက်ဖြစ်လဲလုတ်ကိုင်နေသူဖြစ်ကြောင်းသိရပါတယ်တာဝန်ရှိသူများရဲ့ပြောကြားချက်အရအလန်ကကယ်လီဖိုးနီးယားပြည်နယ်တောရန်မြို့သားတူလို့ဖြစ်တယ်လို့သိရပါတယ်ဝါရှင်တန် DC ရဲမင်းကြီးရဲ့အဆိုအရတော့တန်တရားရှိသူဟာညစာစားပွဲအခမ်းအနားကျင်းပနေတဲ့ဝါရှင်တန် Hilton ဟိုတယ်မှာတဲခုန်နေတဲ့ဧည့်သည်တူလို့ဆိုပါတယ်ဒီလူကဘာကြောင့်အခုလိုတနက်နဲ့ဝင်ပြရလဲဆိုတာကိုတော့ FBI ကအခုထိအတိမပြုနိုင်သေးပါဘူးအဲ့ဒီလူရဲ့ Facebook post တွေအရတော့သူဟာ2024ဒီဇင်ဘာမှာ C2 Education နဲ့တောရန်ရုံးခွဲကဒီဇင်ဘာလရဲ့အကောင်းဆုံးဆရာအဖြစ်နဲ့ရွေးချယ်ခြင်းကိုခံရရတယ်လို့သိရပါတယ်သူရဲ့ LinkedIn profile မှာသူ့ကိုယ်သူစက်မှုအင်ဂျင်နီယာနဲ့ကွန်ပျူတာသိပ္ပံပညာရှင်ဂိမ်းရေးဆွဲတဲ့အတွေ့အကြုံရှိသူမွေးကလေးကဆရာဖြစ်ဖို့မွေးလာသူတူလို့လည်းဖော်ပြထားတာတွေ့ရပါတယ်သူဟာ2019ခုနှစ်မှာ California Institute of Technology ကယ်တက်ကနေပြီးတော့စက်မှုအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး2025ခုနှစ်မှာ California State University ကနေပြီးကွန်ပျူတာသိပ္ပံနဲ့မဟာဘွဲ့ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။သူဟာအရင်က IGK Control Company မှာစက်မှုအင်ဂျင်နီယာအဖြစ်လုပ်ကိုင်နေပြီးတော့ကယ်တက်မှာသင်ကြားရေးလက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ Secret Service ရဲ့ထုတ်ပြန်ချက်အရတန်တရားရှိသူဟာရှော့ဂန်တနက်တလက်ကင်ဆောင်ထားပြီးတော့သမ္မတဒေါ်နယ်ထရန့်နဲ့သမ္မတကတော်မီလာနီယာဒုသမ္မတ JD Vance အစိုးရအဖွဲ့ဝင်တွေရှိနေတဲ့ခမ်းမပြင်ဘက်ကလုံခြုံရေးစစ်ဆေးရေးဂိတ်မှာ Secret Service အရာရှိတူကိုစတင်ပစ်ခတ်ခဲ့ပြီးဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကတော့အစပိုင်းမှာအဲ့ဒီဟိုတယ်ကလုံခြုံရေးတိတ်မကောင်းလို့အဆောက်အုံကိုဝေဖန်ခဲ့ပေမဲ့နောက်ပိုင်းမှာအခမ်းအနားကျင်းပရာခမ်းမဟာတိတ်ကိုလုံခြုံမှုရှိပါတယ်လို့ပြန်ပြောခဲ့ပါတယ်။အမေရိကန်ရှေ့နေချုပ်ဂျင်နင်းပီရိုကလည်းလုံခြုံရေးစစ်ဆေးရေးဂိတ်ကစနစ်တကျတေချာစစ်ဆေးခဲ့လို့သာဘယ်သူမှဒဏ်ရာမျှရှိခဲ့တာလို့ဆိုပါတယ်။ရဲမင်းကြီးဂျက်ဖရီကာရိုကလည်းတနက်ဟာဟိုတယ်အတွင်းကိုဘလို့နည်းနဲ့ရောက်လာတယ်လဲဆိုတာကိုသိရှိနိုင်မှုအတွက် CCTV မှတ်တမ်းတွေကိုအသေးစိတ်စစ်ဆေးသွားမယ်လို့လည်းပြောကြပါတယ်။အမေရိကန်သမ္မတတွေမှာထရန့်ဟာအဲ့ဒီသတင်းတောက်တွေရဲ့ညစာစားပွဲကိုတက်လိမ့်မရှိပဲဒီတစ်ချိန်ကပထမဆုံးအချိန်ဖြစ်တက်ရောက်ခဲ့တာလို့လည်းသိရှိရပါတယ်ဗျာ။ယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ။